Gugu gaga ဒီမှာရှင်တို့ကျမကနေအားလောကိုင်မြတ်သွားပါဖြစ်ပါရဲ့ပေါ့နော်ဒီမှာကျမအားလောကိုင်နေဆိုကျမဒီနေ့ဘာဝင်ပူးမဲ့ဆိုတော့ရှင်တို့စဉ်းစားလိုက်တော့စိတ်မကောင်းဝဲစားလာကျမကျမ်းမဲ့ပေါ့ तू ကအိမ်မြူွားတာ तू အရန်တက်နေအဲ့ကျမဖလက်ကလည်းရိုက်နေတာ तू ရှိရောက်သွားပါတယ်တဲ့ဟိုရိုက်တဲ့ကောင်ကြီးသွားမရဘူးတော့ဒါပေမဲ့ तू ကမသိပါကျမလှုပ်ပေးလိုက်တာတနာလို့ကိုရီဘာသာအေးဆွေးနေတဲ့ဟာဒီကြားမှာဝင်လာတော့ကိုရီးယားနဲ့ပေါ့ရိုက်တက်ပေးလိုက်တာပေါ့စိတ်တော့မကောင်းဒီဘက်ဆိုတာတွေကစီပိုင်းနဲ့ခုံလာတာတဲ့အဲ့ဒါကျမဖင်ရိုင်းတော့ထိုးတာကျမကို Batify ခေထိုးရတာတဲ့ Oh my god ဘယ်လိုပဲဖြစ် तू ပြန်သေးရဲ့လေကိုရီးယားကျန်တဲ့ enemy ဘက်ကမေ့လေကိုရီးယားညော final ဆက်လက်လေးရိုက်ပြီးလိုက်တာမနော်ပြီးတော့ကိုရီးယားထိုးတက်ပေးလိုက်ပါတော့အနေနဲ့မစမကိုရီးယားမှာစကေးတူလီနဲ့တက်ပြီးတော့ကိုရီးယား final ဆက်လက်နဲ့ရိုက်ပြန်ထွက်လာတာအဲ့ဒါ AD နဲ့ထိုးတာကိုရီးယား flag ကနေပါရှောင်လိုက်ရတာတော့အနေဘက်ကကြားမှာကိုရီးယားဝင်တက်ပါတယ်မှာစတန်လာပေးနေအားနဲ့ပတ်စစ်လီနဲ့ရိုက်ပြီးတော့ကိုရီးယားပြန်ထွက်လာလန်စီလောအရှိမလိုက်ကာယလာလို့နဲ့သူ့ဘာထိုးတက်ပေးလိုက်တာလေအနေဘက်ကမစမတက်ဖို့ဆိုတော့ပုံနဲ့သွားရောမှာ AD လေးရိုက်ပြီး flag 6ညပြတာတလွဲတွေတော့ဒါပေမဲ့ကိုရီးယား traffic ရိုက်ကိုရီးယားပြန်သေးသွားလေအနေဘက်ကမစမကိုရီးယားမှာဝေပြီးအမှ flag 6နဲ့တွန်ရှိမစပေ3မျိုးကျမသူ့တော့ကပ်ပေးလိုက်တာအဲ့ဒါအနေဘက် flag 6နဲ့ပြမသေးပါဘူးဒါပေမဲ့အိုင်တန်ရဲ့ပတ်စိတ်နဲ့သေးသွားတာတဲ့မေးပေးလိုက်ကြပါဦးရှင်တို့ကျမပြောပါတယ်ကျမအားလောကရင်ကျမတရားရောက်ဝင်ပူတော့မှာတော့အခုတော့ရှင်တို့သိပြီမလားကျမဘယ်လိုဝင်ပူရလဲဆိုတာ Bit Totally ကျွန်တော် game လေးကြာကျွန်တော် live follow ရင်ကိုကြီးပေးကြပါခင်ဗျာအားလုံးပဲတတအပွား